Hello မင်္ဂလာပါဒီဘက်ဒီဗီဒီယိုလေးကတော့လုံးဝကြော်ညာ post မဟုတ်ပါဘူးကြော်ညာဗီဒီယိုလုံးဝမဟုတ်ပါဘူးဘေအခုပေါ့နော် collagen အသစ်လေးပြောင်းတောက်နေရအဲ့ဒါကောင်းလို့ပြန်ပြီး sharing ပြန်လုပ်ပြရပါအဲ့ဒါဘာလေးလေးဆိုတော့ဒီ biotic က okay collagen နဲ့ gluta လေးပေါ့အဲ့တော့အခုက collagen ရဲ့ဒီ gluta ကိုတွဲပြီးတော့တောက်နေရ10ရက်ကျော်လောက်ပဲရှိသေးတယ်တောက်ရသူကဒီဘူးလေးထဲမှာပြပြီးတော့ထုတ်လေးအိမ်လေးထဲမှာဒီလိုတောက်နေဒါရ collagen ပေါ့နော်အမေလေးသူကနောက်အမျိုးမျိုးရှိသေးတယ်နောက်အယောင်လေးပေါ့ကိုယ်တော့လိုအပ်တယ်ဆိုတဲ့ဟာလေးပေါ့နော်ဖိုက်ကြည့်မပြရတော့ collagen ရဲ့ gluta ရဲ့ပဲတောက်နေရပေါ့နော်ဒီလိုတစ်ခုချင်းတည်းပေါ့တောက်နေgluta ပေါ့နော် gluta တောက်ရအပြင်တစ်ခုရှိရပေါ့နော်ဒီနေ့တရက်တောက်အောင်မယ်ဒါကပြရအဲ့ဒီလိုလက်ထဲမှာလိုပဲပန်းရဘူးလေးအဲ့ဒီမှာပန်းရဘူးလေးနဲ့ပေါ့နော်10ရက်စာပေါ့ဒီနေ့တစ်ခု10ရက်စာအခုလူတာတောက်လို့ပေါ့နော်လူတာတောက်ဖို့ပဲ15လောက်ရှိပြီဆိုတော့လေမျက်နှာသားရည်လည်းတော်တော်လေးကောင်းလာတယ်လို့ထင်တယ်အသားရည်ကတော့ဘော်ရီတို့ဘာလို့တိတ်တော့မသိတာပေါ့နော်ပုံမှန်လောက်သိထင်တာပဲဝက်ချန်တော့တလုံးမထွက်ဘူးကွာအဆင်ပြေမပေးနဲ့ဆိုတော်တော်တဲ့အဲအကြောင်းမလို့ဒီအခုဂလူတာလေးတောက်ပါမယ်နှစ်ခုပေါင်းဆိုမယ်ဆိုမျိုးပဲဆိုရင်တောက်တော့အဲ့နှစ်ခုပေါင်းရောပြီးတော့တောက်တာရေတွေအများကြီးထည့်ရတော့တောက်ပါအခုနောက်ပိုင်းခွဲခွဲပြီးတောက်တာပေါ့နော်မနေ့ပိုင်းကို collagen တောက်တယ်နေ့လေပတ်ဆိုလို့ရှိရင်ဂျင်းကပြန်လာပြီဆိုလို့ရှိရင်ဂလူတာလေးတောက်ချင် collagen ကတော့အရာလေးကောင်းတယ်ချင်းလေးပေါ့နော်ကောင်းတယ်ချိုတိတ်တော့မချိုဂလူတာနည်းနည်းချိုတော့ပဲရေမြန်းနဲ့ထည့်တောက်လို့ရှိရင်ရင်းချိုမခံနိုင်ထုတ်ထားတဲ့ဒီကလေးကမစိုးဘူးပေါ့နော်မိုက်တယ်ဘယ်လိုcollagen ခါမှမတွေ့အရောင်လေးကလေမော်ရောင်လေးဖြစ်တော့ collagen ထုံးနဲ့ပေါင်းလိုက်လို့ရှိရင်နောက်ကလာတော့လုံးဝကြော်ညာ post မဟုတ်ဘူးเนาะမပဲကောင်းလို့မပဲအနေနဲ့ကိုယ်တိုင်တောက်ကြည့်ပြီးကောင်းလို့ပြန်ပြီးတော့ sharing လုပ်ပြရပါတောက်ရင်းနဲ့လှပြတ်ပါလေဆိုပါလေအဲ့ဒါလေးတောက်တချိုးရဟုတ်ရင်းနေတာဒီအလေးကတော့တကယ်ကိုကောင်းလို့ပဲပြန်ပြီးတော့လုပ်ပြရပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် It's my tata